live ကလည်းလွှင့်လို့မရတော့ဖိုင်တိုးလေးပဲရိုက်ပြမယ်ရှောက်လေး3 နှစ်အချိန်အတူတူပဲအဲ့မှာ33ခွန်လို့ပေါက်တယ်အဲ့ဒီ33ခွန်ကကျွန်တော်တို့ဒီဘက်မှာတစ်လုံးပဲရှိတယ်အဲ့တစ်လုံးကဒီနားမှာကတ်ပေါက်ထားတယ်3ခွန်3ခွန်3ပေါ့33ခွန်ဆိုတဲ့ကဏ္ဍကဒီဘက်မှာကြလို့ရတယ်ပေါ့ဒီမှာလဲ643ဆိုတာရှိတယ်643ပြီးတော့အချိန်အတူတူ3424ဆိုတာရှိတယ်342ရဲ့အချိန်အတူတူမှာပေါက်မယ်ဆိုရင်3ခွန်3ထည့်လို့ရတယ်ပေါ့အဲ့ဒီ3ခွန်3ကိုသူကပ်ပင်ရအသီးဆိုလို့ရှိရင်143လို့ထည့်လို့ရမယ်ပေါ့ဆိုတော့ဒီဟာမှာ3ခွန်3နဲ့143လို့ရေးမယ်ပေါ့နော်4ချိန်မှာပေါ့ဒီဖိုင်ကဆိုတော့အဲ့ဒီဖိုင်ကိုကျွန်တော်ကအဲ့ဒီဟာမှာ live လွှင့်လို့မရတော့ဒီညကျွန်တော်တို့အေမင်ထွန်လမ်းပြခြင်းအကောင့်မှာဒီနေ့ည live လွှင့်မှုရှိတယ်ဒီဟာမှာတော့စုံမယ်ပေါ့ဗျာလိုအပ်တာတွေပြောမယ်စုံမယ်ပေါ့ဒါလေးပါပဲเนาะဆိုတော့လူကြီးမင်းတို့ရဲ့ subscriber တို့ live တို့ပေါ့အဲ့ဒါတွေကကျွန်တော်တို့လိုအပ်တယ်လို့ထင်ပါတယ်เนาะအဲ့ဒီမှာ live လွှင့်လို့ရအောင်ဆိုရင်တော့ကူညီပေးဖို့တောင်းဆိုပေးရသေးပေါ့ဗျာအေမင်ထွန်လမ်းပြခြင်း page မှာတော့ဒီကောင်ဒီည live ရှိမယ်เนาะဒါမှမဟုတ်ရင်ကျွန်တော် live ကတော့ကျွန်တော်အားတဲ့အချိန်ဖွင့်ရတာဆိုတော့ဘယ်ချိန်ရဲလို့တော့အတိအကျတော့ပြော